တရက်2000-3000ပဲလေဘာဖြစ်မှမိုးလို့လဲဆိုပြီးမွဲသွားကြသူများကျွန်တော်တို့တွေကတိန်ကနန်းတန်ပစ္စည်းတစ်ခုဝယ်မယ်ဆိုရင်အကြာကြီးစဉ်းစားကြတယ်ဒါပေမဲ့နေ့တိုင်းတောက်နေတဲ့ကော်ဖီဖိုးနေ့တိုင်းဝယ်စားမိတဲ့မုတ်ပဲတရေစာဖိုးတိုလီမိုလီလေးတွေကိုတော့ဈေးမကြီးပါဘူးဆိုပြီးပေါ့ပေါ့ဆဆသုံးမိကြတယ်ဒါကိုဒါလာတေးဖတ်တာလို့ငွေကြေးပညာရှင်တွေကခေါ်ပါတယ်သတိမထားမိတဲ့အသေးသုံးလေးတွေကတင့်ရဲ့ချမ်းသာခွင့်ကိုတိတ်တိတ်လေးခိုးယူနေတာပါဥပမာတစ်နေ့ကို3000ကျပ်ဖိုးမုတ်ဝယ်စားရင်တစ်လကို9000တစ်နှစ်ဆိုရင်30သိန်းကျော်ကုန်နှန်းရှင်တွက်ကြည့်ဘူးလားအဲ့ဒီ30သိန်းသာရွှေစုထားရင်အခုချိန်ဘယ်လောက်မြတ်နေမလဲဒါကြောင့်ကျွန်တော်အကြံပြုချင်တာကနံပါတ်1ငွေမသုံးရရက်များတတ်မှတ်ပါတစ်ပတ်မှာတရက်ဥပမာကြာတာပတေးနေ့ကိုမုံလုံးဝမဝယ်စားတဲ့နေ့အဖြစ်တတ်မှတ်ကြည့်ပါအိမ်ကထမင်းချိုက်ပါမယ်ရေဘူးပါမယ်အဲ့ဒီနေ့အတွက်သုံးမဲ့ပတ်စံကိုတီးတန့်ဘူးတဘူးတွေထည့်စုကြည့်ပါတလနေရင်အံ့ဩသွားပါလိမ့်မယ်နံပါတ်2တိုလီမိုလီလေးတွေမြင်လို့လိုချင်ရင်ချက်ချင်းမဝယ်ပါနဲ့ဓာတ်ပုံရိုက်ထားလိုက်ပါ3ရက်နေလို့မှလိုချင်နေတော့ဆိုမှဝယ်ပါအများစုကတော့အိမ်ရောက်ရင်မေ့သွားတတ်ကြပါတယ်နံပါတ်3ဘယ်အချိန်မှပတ်စံအသုံးချမ်းလဲစိတ်ညစ်ချိန်လားဗိုက်စာချိန်လားတငယ်ချင်းတွေနဲ့တွေ့ချိန်လားကိုယ့်ရဲ့အားနည်းချက်ကိုသိထားရင်ကြိုတင်ကာကွယ်လို့ရပါတယ်သတိရပါလေတစင်းကိုနစ်မြုပ်စေတာကအပေါက်ကြီးတွေမဟုတ်ပါဘူးဘယ်သူမှသတိမထားမိတဲ့အပေါက်ငယ်လေးတွေကနေရေဝင်ပြီးနစ်သွားတတ်တာပါ